မြောက်ဝင်ရဲ့ထူးဆန်းတဲ့လက်ဟန်အမူအရာတွေကိုတူကြည့်လိုက်တော့မိုက်မဲတဲ့လူကဘီယာနဲ့ဆွဲဆောင်မှုစူးစမ်းတယ်မမျှော်လင့်မဲ့နောက်တစ်စက္ကန့်မှာမြောက်ဝင်ကရုတ်တရက်လူရဲ့ကော်လာကိုဆွဲလိုက်ပြီးမျက်နှာမှာလူတက်မှုရွေချက်တွေနဲ့ပြည့်နေတဲ့သူ့ကိုစူးစူးရဲရဲကြည့်လိုက်တယ်တိရစ္ဆာန်ယုံဆောင်ကမေးစေးတနက်နဲ့အပြေးလွှာရောက်လာတဲ့အခါမှသာမြောက်ဝင်ကလူကိုမလိုလားပဲလွတ်ပေးလိုက်တယ်ဒါပေမဲ့သူတို့အံ့အားသင့်သွားတာကမြောက်ဝင်ရဲ့ရွေချက်ကတိရစ္ဆာန်ဒေါသကြောင့်မဟုတ်ပဲလူရဲ့အိတ်ကက်ထဲကခောက်ထားကိုပြုဖို့ပါနောက်ပိုင်းမှာတိရစ္ဆာန်ယုံကတိတ်ဆိတ်ပြီးညံ့ညက်နေတဲ့အခါမြောက်ဝင်ကဓာတ်ကိုတုတ်တစ်ချောင်းမှာချီပြီးတုတ်ကိုလောင်းအင်းအပြင်ဘက်ကိုဂယုတစိုက်ဆန်းထုတ်လိုက်ပြီးအနေငယ်လှည့်လိုက်တဲ့အခါတတကားကိုအလွယ်တကူဖွင့်ပြီးထွက်သွားခဲ့တယ်ပြီးတော့နေကင်းဘက်လှုပ်ရှားမှုနေရာစီကိုအမြန်သွားပြီးစကားတစ်ခုမှမပြောဘဲလောင်းအင်းတစ်ခုလေးကိုဖွင့်ပြီးအကြီးဆုံးဖြစ်တဲ့ Black Kong ကိုလွှတ်ပေးလိုက်တယ် Black Kong ရဲ့ယုံကြည်မှုကိုအောင်မြင်စွာရရှိပြီးနောက်ခန်းစာကတိရစ္ဆာန်ယုံတွေကမြောက်ဝင်အားလုံးကိုသူ့ရဲ့ချင်းချောက်မှုအောက်မှာမြ мян ဆန်ဆန်နှိမ့်နှင်းနိုင်ခဲ့တဲ့သို့သောဤမိုက်မဲသောမြောက်ဝင်အပေါင်းဖော်များကိုကြည်ရင်စီစာသည်ကျင်းနှမှုမရှိပေဤနေ့တွင်သူ၏လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းသူသည်ရုတ်တရက်တိရစ္ဆာန်ယုံဆောင်ကတကားတော့ကိုတောဖွင့်နေသည်ကိုမြင်လိုက်ရသည်သူအခွင့်အရေးရောက်လာပြီဟုစီစာချက်ချင်းသဘောပေါက်လိုက်ပြီးညံ့ညက်ပြီးတိတ်ဆိတ်နေသောအခါသူသည်လှောင်အိမ်ထဲမှတိတ်တဆိတ်ထွက်ကဘက်ကိုတိကျစွာရိုက်ခဲ့ပြီးနောက်ဝန်ထမ်းဝင်ပေါက်မှတဆင့်တိရစ္ဆာန်ယုံခေါင်မိုးသို့သွားပြီးနောက်ဆုံးတွင်မတိမတာလှောင်အိမ်မှခိုးထွက်ခဲ့သည်သို့သောစီစာသည်ထွက်ပြေးရန်မကြိုးစားခဲ့ပေရင်းစားသူသည်ညအမောင်တွင်သူ၏ရခင်တခင်၏အိမ်ထဲသို့ခိုးဝင်သွားခဲ့သည်ထိုနောက်သူသည်ထောက်တနေရာတွင်ထည့်ထားသောရေခဲတစ်တာကိုဖွင့်လိုက်ရပြုပြင်ထားသောအာယုံကြောအစိပ်ပလင်းများစွာကိုဖော်ထုတ်တွေ့ရှိခဲ့သည်ဗိုင်းရပ်စ်သည်မြောက်ဝင်များတွင်စင်ကဲဖြစ်စဉ်ကိုဖြစ်ပေါ်စေနိုင်ကြောင်းသိရှိပြီးနောက်စီစာသည်ဗိုင်းရပ်စ်နမူနာအားလုံးကိုခိုးလူရသို့ချက်ချင်းယူဆောင်သွားခဲ့သည်ထိုနောက်မြောက်ဝင်များအိပ်ပျော်နေစဉ်တွင်ဗိုင်းရပ်စ်အားလုံးကိုချက်ချင်းထုတ်လုပ်ခဲ့သည်တညအကြာတွင်တိရစ္ဆာန်ယုံဆောင်သည်တိရစ္ဆာန်အားလုံးကိုကြမ်းတမ်းစွာနှိမ့်ခဲ့သည်သို့သောသူမသိလိုက်သည်မှာထိုနေ့တွင်မြောက်ဝင်အားလုံးသည်ပုံမှန်မဟုတ်ဘဲတိတ်ဆိတ်နေပြီးရင်းတို့အားလုံးသည်အစိမ်းရောင်သို့ပြောင်းလဲသွားခဲ့သည်စီစာသည်မြောက်ဝင်တကောင်ချင်း၏မျက်စံများကိုတကောင်ချင်းစီစစ်ဆေးရင်းလမ်းဝင်ပေါက်တွင်ထိုင်ချလိုက်ပြီးအစိမ်းရောင်ပြောင်းသွားကြောင်းအတည်ပြုပြီးနောက်မှသာလေကောင်းလေတက်ရှူရန်ထွက်လာခဲ့သည်စီစာ၏အစိမ်းရောင်ရှိပြီးသားမျက်စံများသည်ယခုအခါပို၍ပင်စိမ့်လန်းလာပါသည်ရင်းကိုမြင်လိုက်ရသောပြတိုက်မှုသည်အလွန်အံ့ဩသွားပါသည်ပုံမှန်အားဖြင့်စူညံနေသောမြောက်ဝင်များသည်ယနေ့တွင်စနစ်တကျစုဝေးနေကြသည်သို့သောညနေတွင်မြောက်ဝင်အားလုံးသည်အနားယူရန်ရင်းတို့၏လောင်အိမ်များသို့ပြန်သွားကြတော့လေရင်းတို့ကိုတောက်ခတ်ထားသောတိရစ္ဆာန်ယုံဆောင်သည်ရုတ်တရက်စီစာသည်အပြင်တွင်တယောက်တည်းရက်နေသည်ကိုသတိပြုမိလိုက်သည်သူသည်အခြားတိရစ္ဆာန်ယုံဆောင်တဦးကိုတနက်ယူဆောင်လာပြီးတခုခုမားယွင်းနေပါကပြစ်ခတ်ရန်ချက်ချင်းပြောလိုက်သည်စီစာအားလောင်အိမ်ထဲသို့မောင်းထုတ်ရန်မေးစေးတနက်ကိုအသုံးပြုတော့မည့်အချိန်တွင်စီစာသည်မေးစေးတနက်ကိုဆွဲယူလိုက်သည်နောက်တစ်စက္ကန့်တွင်ထိတ်လန့်ပွေမြင်ကွင်းတစ်ခုသည်သူတို့ရှိတွင်ပေါ်လာနှစ်ဦးသာမကလောင်အိမ်တွင်ရှိမြောက်ဝင်များပါအံ့အားသင့်သွားကြသည်သူတို့တုံ့ပြန်နိုင်ခြင်းမပြုမီစီစာသည်ထိမ့်သိမ်းရေးသမားတဦးကိုထိုးနှက်ကလောင်အိမ်ထဲသို့ဆွဲခေါ်သွားပြီးချုပ်နှောင်ထားလိုက်သည်ထိုနောက်သူသည်သူ၏တပည့်များနှင့်ရင်းတို့၏နောက်လိုက်များအားလုံးကိုလောင်အိမ်မှလွတ်ပေးခဲ့သည်မမျှော်လင့်ပဲထိုအချိန်တွင်အခြားတိရစ္ဆာန်ယုံဆောင်တဦးသည်မှားယွင်းသောတကားမှမတော်တဆဝင်ရောက်လာခဲ့သည်ပြေးရန်ကြိုးစားချိန်တွင်နောက်ကျသွားပါပြီးမြောက်ဝင်များသည်သူ့ကိုဝိုင်းအောင်ကလေကားမှဆွဲချကဝိုင်းရန်ကပြင်းထန်စွာရိုက်နှက်ခဲ့ကြသည်ကံကောင်းထောက်မှစွာစီစာသည်အချိန်မီဝင်ရောက်ဆွတ်ဖက်ခဲ့ပြီးတိရစ္ဆာန်ယုံဆောင်၏အသက်ကိုကယ်တင်ခဲ့သည်သို့သောစီစာသည်သူ့ကိုလွတ်မြောက်စေရန်မရည်ရွယ်ပဲချက်ချင်းတန်လောင်အိမ်ထဲတွင်ပိတ်လောင်ထားခဲ့သည်ဤထူးဆန်းသောမြင်ကွင်းကိုနိုးထလာသောယူသွနေသောတိရစ္ဆာန်ယုံဆောင်ကမြင်တွေ့ခဲ့သည်သူသည်သူ၏စတန်ကန်ကိုယူပြီးရှေ့သို့ပြေးရန်ပြေးနေစဉ်တွင်စီစာသည်မြင်သောဖိအားရှိသောရေတနက်ဖြင့်တုံ့ပြန်ခဲ့ပြီးစီစာသည်တစုံတစ်ခုမှားယွင်းနေကြောင်းလျင်မြန်စွာသဘောပေါက်ခဲ့သည်အလွန်မင်းအုံရီထက်မြက်နေသောကြောင့်လူသားများသည်ဤနေရာတွင်ပုံမှန်မဟုတ်သောဖြစ်ရပ်များကိုရှာဖွေတွေ့ရှိပါကသူနှင့်သူ၏မျိုးနွယ်တစ်ခုလုံးသည်စမ်းသပ်ခံရသူများဖြစ်လာမည်ကိုသူကောင်းစွာသိရှိခဲ့သည်ထို့နောက်စီစာဦးဆောင်သောမြောက်ဝင်များသည်တိရစ္ဆာန်ယုံ၏ဖန်မိုးကုန်းကိုချက်ချင်းဖောက်ထွင်းဝင်ရောက်ကမျိုးလေကောင်းသို့ပြေးဝင်သွားခဲ့ကြ